အော်အဲ့ဒါဆိုကျွန်တော်ရာရကန်နေနေပဲထည့်ပေးလိုက်တော့ခင်ဗျာ ဟုတ်ကဲ့ပါရှင် အော်အမခဏခဏ ဟုတ်ကဲ့ရှင် အော်အမတို့ရှိမှ discount လေးများမရှိဘူးလား ဟုတ်ကဲ့အကွာဘယ်လို discount မျိုးပြောရလဲမသိရှင် 50ရာခိုင်နှုန်း discount တို့ပါတော့ပြောတာ ဘာမှဆက်ရမယ်လို့ discount လို့ချင်တာလား ဟုတ်တယ်ဟုတ်တယ် အဲ့ဆိုညီမခဏဆောက်ပေးနော်ညီမဖုန်းလေးတစ်ခေါက်လောက်ဆက်ချင်ဟယ်လိုကို အေးညီမလေး ကျွမ်းမငါဆိုင်ငယ်ရှိသေးရမလား အေးရှိရလေ ဆိုင်ကလေးရောင်းပေးလို့ရမလားအဲ့ဒါလေး ဟမ်ဘာဖြစ်လို့တော့ ကိုဒီမှာ customer 50ရာခိုင်နှုန်း discount တွေတောင်းနေတော့အဲ့ဒါ အေးအဲ့တော့စိုက်ကရောင်းမရမယ်ပေါ့ customer အထက်ကလေရတဲ့ချိန်နဲ့တာပြီးမြင်အောင်လိုက်နော်ဒါမနော်အကွာ50ရာခိုင်နှုန်း discount လို့ကျွန်တော်သိချာရမလား ဟုတ်တယ်ဟုတ်တယ် အဲ့ဆိုညီမဖုန်းလေးတစ်ခေါက်လောက်ပေးစမ်းနော်ဟယ်လိုမေ အေးသမီးပြော အမေကိုလေအဖိုးငွေပေးထားတဲ့အိမ်ထဲခြံလေးတမှုရောက်ပေးပါအောင် အေးသမီးဘာဖြစ်လို့တော့ ဟောကူဒီမှာ customer အမေကို50ရာခိုင်နှုန်း discount တွေတောင်းနေလို့ discount တောင်းတာနဲ့ဘာဖြစ်လို့ချိန်အောင်ပါလဲသမီးရဲ့ တမှုရောက်ပေးပါ customer အတိကမလို့ရောက်ပေးတော့မြင်မြန်ရောက်ရတဲ့ဈေးနဲ့သာမြင်မြန်ရောက်ပေးနော်ဒါပဲနော် အော်အမအဲ့ဒါဆိုရတယ်ကျွန်တော်မဝင်စိတ်နဲ့ပဲပေးလိုက် မ တော့ ဟုတ်တာကွာ discount လို့ဆင်တယ် ရတယ်မရတယ်မယူတော့ဘူးเนาะ မဟုတ်တာကိုတော့ပေးပါမယ် ရတယ် ကွာ discount လို့ဆင်တာမလားယူလို့ရပါတယ် ရတယ်မယူတော့ဘူးเนาะ ယူရပါတယ် ယူတော့ညာရပါတယ်ရတယ်